ဒီနေ့တော့ကျွန်တော်တငယ်ချင်းရဲ့တချမ်းကောင်းတဲ့ပေါ့ပေါ့ခန်းစားချက်ပြင်းပြင်းနဲ့ရေးထားတဲ့ This So Love Song တချမ်းတပေါ့ကျွန်တော်စီမှာအပ်ထားတဲ့ AI နဲ့တီးခိုင်းပေးပါဆိုတော့ကျွန်တော်တီးထားတယ်เนาะဘယ်လိုမျိုးအတန်ထွက်လာမှာလဲပေါ့เนาะသူ့ရဲ့ vocal ကအကုန်လုံး AI နဲ့ပဲ vocal အတန်ကကျွန်တော်ပြန်မပြင်ရသေးတော့သူ့ရဲ့အနည်းအမြင့်ကနည်းနည်းလွေးနေတဲ့တယ်အခုကျွန်တော်သုံးနေတဲ့ဟာက Sono AI ပေါ့ပြီးတော့မိမိတချမ်းတွေကို AI နဲ့ဖန်တီးစေချင်တယ်ဆိုရင်ကျွန်တော်စီမှာဆက်တူလို့ရပါတယ်တစ်ချက်တော့နောက်ထောင်ကြည့်အောင်ကဲTimeကိုကျွန်တော်တီးထားတဲ့ဟာကသူရဲ့နောက်ဆုံး version 5.5 Wow